ကျန်တော့တကယ်ဝင်ခံပါလဲမလေးရှားမှာတော့ဒီကျွန်တော်ပွဲတွေချင်းနေနေတော့ဒီကျန်းစာကိုဖတ်ပြတယ်အမေရိကရောက်လာတဲ့ခါကျတော့နောက်စောင်းလည်းမရှိဘူးနောက်စောင်းကိုညရှိရမှာပြီးတော့မှပြန်ပြီးတော့ဖတ်ရတာလည်းရှိတယ်အဲ့ဒီမှာအဲ့ကျန်းစာကိုဖတ်တော့မလေးရှားမှာတော့ဖတ်တော့ဒီချင်းလူမျိုးကသူကရှင်းပြရင်လည်းနားထောင်တဲ့ဒီတမန်တော်ဝိထုတွေကခန်းကြီး20နှစ်ခန်းငယ်6ကနေပြီးတော့17တိပေါ်လူအကြောင်းနဲ့ပဲလမ်းနိုင်သွားရင်ဓမ္မသက်မြို့နီးသို့ရောက်တော့အခါမွန်းတဲ့အချိန်တွင်ကောင်းကင်ထဲကကြီးသောအလင်းသည်အကျွန်ုပ်ပတ်လည်၌ရုပ်ခနဲထွန်းတောက်ပါ၏အကျွန်ုပ်သည်မြေပေါ်၌လဲနေစဉ်ရှောလူဘယ်ကြောင့်ငါ့ကိုညှင်းဆဲသည်နည်းဟုအကျွန်ုပ်အားပြောသောစကားသံကိုကြားလျင်သခင်ကိုရောဒီအဘယ်သူနည်းဟုအကျွန်ုပ်ပြန်၍မေးလျှောက်တော်ငါကတင်ညှင်းဆဲသောနာဇရက်မြို့သားယေရှုဖြစ်သည်ဟုမိန့်တော်မူ၏အကျွန်ုပ်နှင့်ပါသောသူတို့သည်ထိုအလင်းကိုမြည်၍ကြောက်ရွံ့ခြင်းသို့ရောက်တော်လဲအကျွန်ုပ်အားပြောသောသူ၏စကားသံကိုမကြားမသိရကြထိုကအကျွန်ုပ်ကလည်းသခင်အကျွန်ုပ်သည်အဘယ်သို့ပြုရပါနည်းဟုရှောက်နေသခင်ဖျားကထလောဓမ္မသက်မြို့သို့တွားလောတင်ဆောင်ရွက်เสียကိုခွဲခန့်စီမံသမျှတို့ကိုထိုမြို့၌ပြောလိမ့်မည်ဟုမိန့်တော်မူ၏ထိုအလင်း၏ရောင်ကြီးအရှိန်အားဖြင့်အကျွန်ုပ်သည်မျက်စိကန်းသောကြောင့်အကျွန်ုပ်နှင့်ပါသောသူတို့၏လက်ဆွဲခြင်းကိုခံရ၍ဓမ္မသက်မြို့သို့ရောက်ပါ၏နောက်ပေါ်လူရှောလူကဒီဘုရားရှင်အလင်းပြရင်လည်းသူယုံကြည်လာတဲ့ဥစ္စာကိုဒီကျမ်းစာကိုဖတ်ပြီးတော့ကျွန်တော်ခွန်အားရရင်လည်းတက်တည်ခင်ခြင်းဖြစ်ပါတယ်အာမင်ကိုရောဤတပေတော်ဒီအိုဘိုနေနိုင်မပြူအားတော်အမှုကိုပြူကြပါတကားလျှော့ကြတော့ရောရှေယောဟာလေးတလေးသုံးအကြောင်းမူကားရေငါတော့သူအပေါ်မှာရေကိုငါဆိုလို့ရချော့တွေတော့မြေကိုရေလွမ်းမှုစီပြီးတေဤအမျိုးသမီးအပေါ်မှာငါဟူရေကိုတော့တေဤအနွေအပေါ်ငါကောကြီးမိလာကိုဟိုလကောငါတော့လို့မီတော့တန်ကြနစကိုဆရှိဗျာဒေတော့မရှိလေငါတို့ဒီအကျိုးနိဖြစ်ကြ၏တရားတော်ဆိုရှောတော်သူကမိဂလာရှိ၏ယောမ53ပပညာတရားကိုမထာမီတိုင်အောဤလောကနာအပိရှိတော့အပေပညာတရားကိုများမရှိလေအပိဒီခုမဆေယမရှိယောမနောဆိုကွမ်ယောမတော့နစေထိုပညာတရားဒီဒုတိယအဖြစ်ထေရှားစေဖြစ်တော့တော့ပညာတရားဤအကြီးအဖြစ်ဖျားခေရှိတော်နာအဘယ်သူများဖြောမရတော့မရောရကျွန်မညဖားရဲဟာအများကြီးsecret ချဲရတော့တပါမတယ်မဲ့အသားရှိလို့ကျွန်မဒီလိုပဲဖားသွားမယ်နောက်ပြီးတော့ကျေးဇူးတော်ကိုရှိမရှိတယ်ကျွန်မတားရဘုရားတကယ်ကျေးဇူးတော်ကြောင့်တနည်းနဲ့နပါဘောနော်ဘုရားတကယ်ကျေးဇူးတော်ကြောင့်ကြမနဲ့တခါမဖျားလည်းမရှိဘူးပေါ့နော်အဲ့ဒါဘုရားတကယ်ရကျေးဇူးတည်တယ်ကျွန်မတို့မိသားစုအပေါ်မှာဘုရားတကယ်ကျွန်မတို့အမြဲတမ်းကျေးဇူးဆော့ဆော့တယ်ကျွန်မလည်းမကောဘူးကျွန်မယောက်ျားလည်းမကောဘူးပြီးအများရှိတယ်ဒါပေမဲ့ဘုရားတကယ်ကျွန်မတို့ဗလဲသူတို့ပြရှိရဆိုပြီးတော့ဘုရားတကယ်အဲ့လိုမျိုးလည်းလူရှိရတော့မရှိဘဲနဲ့နေ့စတာကျေးဇူးဆော့ဆော့တယ်ကျွန်မတို့အခုမှလည်းဟိုတရက်မှလည်းကာပြည့်တယ်ပေါ့နော်အဲ့ဒီပြည့်တယ်လူမှာရေပြစေးတယ်ဘာလဲမသိဘူးအဲ့ဒါအကရဲ့ဟိုဘက်မှာတော့ပိုးရှိရမြိုက်ကူမှာဝရတီမရှိဘူးဆိုရင်အလကားပြေမရဘူးသူတို့လည်းမပြောရဘူးနော်ဒါပေမဲ့ဘယ်လိုဖြစ်သူတို့ဟိုခါကျမတို့ပြေတာတော့ထောနဲ့ချောရနော်ဒါပေမဲ့ကျမတို့မကြောက်ဘူးသူတို့ဝရတီမေးကြည့်ပေါ့နော်မရှိဘူးဆိုရင်အလကားပြေလို့မရဘူးသူတို့အဲ့လိုမျိုးချေချောတယ်ပေါ့နော်ဒါပေမဲ့ကျမမကြောက်ဘူးဗျာလက်ထမှာတို့အမယ်ပ
ပြေလဲပြေမပြေလဲအဲ့လိုမျိုးထားမယ်လို့ကျွန်မစိတ်စားတယ်ဘောနော်ဒါပေမဲ့မနက်ခါကျရင်ဖိုးခေါ်ပြီးတော့မေးကြည့်ပေါ့နော်တခါခါကျရင်ဒီလေရရသူ့ကိုယူလို့မရဘူးသူတို့လည်းဒါလေဆိုတော့လေအဲ့ဒါကြောင့်ကျွန်မတို့ဆေးရတဲ့စကားပြောတယ်ဘောနော်ကျွန်မတို့ဖះဘယ်လိုမျိုးစေးပြောဘယ်လိုမျိုးလုပ်မလဲဖះတကယ်ကျွန်မတို့ဖះတကယ်ရအခုရဆိုတာစရာတိလို့စရာကျွန်မတို့နေညမပြတ်ချောင်းနေတယ်ဘောနော်ဒါပေမဲ့ကျွန်မစိတ်တော့မကြဘူးလို့တက်တည်ခါရှိတယ်ဘောနော်အားလုံးပုံမှန်ဖះတကယ်ကိုချိပေးပါစေ